လာပြီအနမီကိုပြောပါတယ်သူမရဲ့ချစ်တယ်ရောပါမလားကဲကျေးဇူးကဲဒီနေ့ကတော့အထီးလားအမလားမသေးခွဲတဲ့ဟီယိုတစ်ကလေးကိုကင်မြပေးတော့မှာပဲဖြစ်ပါတယ်ဒါနဲ့ကျွန်တော်ကို6ပေါက်ထိတကူးတကလာပြီးတော့အရင်ကဆာဝတီခလို့ပြောဖို့အတွက်လာပြီးတောင်းဆိုကြပါတယ်ကို follower လေးတွေကတောင်းဆိုနေမှတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်းအရင်ကဆာဝတီခလို့ပြန်ပြောမှာပဲဖြစ်ပါတယ်ဟုတ်ကျေးဇူးဒါနဲ့ကျွန်တော်ဒီနေ့ကင်မြမဲ့ဟီယိုလေးကတော့ဟိုမရောက်ဒီမရောက်ဟီရိုလေးပဲဖြစ်ပါတယ်ဘာလို့ဟိုမရောက်ဒီမရောက်ဟီရိုလို့ပြောလဲဆိုတော့နင်တို့တော့မသိဘူးငါမျက်စိထဲမှာအမလို့ခံစားလို့မရအောင်အထီးလို့ပဲကျေးဇူးဟဲ့မင်းနဲ့ငါနဲ့ဟီရိုချင်းတူပဲမယ်အယောင်ချင်းမတူဘူးကွာဘာလို့ဆိုငါပို့လှလို့ကျေးဇူးအမေဟဲ့မင်းကငါနဲ့ဘိုင်ဝမ်းချနေတာဟဲ့လားလာလေးထိုးရင်လည်းထိုးအောင်လားရအောင်ကွာမင်းတို့ငါ့ကိုမနိုင်ဘူးဘာလို့ဆိုငါဒီဟီရိုကိုမမွေးခင်ကလေးကိုင်းလာလေကျေးဇူးမင်းငါတာဝါတဲ့ကိုမရောက်ဘူးမလားလာငါအလဲခေါ်မယ်ဘလို့လဲအစင်ပြေလားကောင်းလေးမဟုတ်ပါဘူးကောင်းမလေးဟဲ့မပြေးနဲ့ဟဲ့မင်းဘာလို့ပြေးနေမင်းပြန်ချလीကွာမင်းကွာဟီရိုချင်းတူပဲကိုပြန်မချပဲပတ်ပြေးနေတာမင်းလည်းအုံမခွတ်လို့နဲ့ဘာတော်လဲမသိဒီပွဲကတော့ enemy ကိုစိတ်ဒုက္ခမျိုးစုံပေးချင်လို့ကောင်းလေးကိုလောင်းရင်ကိုက်ခိုင်းထားတာပဲဖြစ်ပါတယ်ကျေးဇူးဟုတ်အမပါမသွားဘူး enemy ကပျော်ရှင်သွားရောကျေးဇူးရတယ်နင်တို့ငါစိတ်ဒုက္ခမပေးရမချင်းဒီပွဲကိုအဆုံးမတတ်ဘူးကျေးဇူးအမလောင်းရအဲ့ဒီထောက်နေပြီလာခဲ့အင်ဂျလာလေးရတယ်ဒါအစမို့ကဲအစင်းတဲ့နော်လာခဲ့ကောင်းလေးမင်းဘဲကိုသွားမှလေရော့အမနောက်ဆုံးတော့ရင်ဘတ်ထဲကိုရောက်မဟုတ်ပါဘူးတာဝါထဲကိုရောက်လာခဲ့ပြီပဲအမေအင်ဂျလာပူးကျင်တာလေအမေသူကပူးကျင်နေရစဉ်းစားလို့ကိုမရဖျောက်နေမပြေးနဲ့လာခဲ့ပါမလားပါလာလိုက်ရင်ပြီးရောကွာအင်ဂျလာပါတီးလို့ရတယ်ဖျောက်နေမင်းတို့အားလုံးလောင်းကြီးအက်တီမိတ်ထဲကိုဝင်ထားတော့ငါဆွဲပြီအေးနောက်တစ်ခါရအောင်ဆွဲပြီမနော်ငါတော့တက်မလုပ်ကြပါနဲ့ငါဒီချုံထဲမှာနေနေမယ် enemy လာလို့ရှိရင်အဲ့ဒီတန်းလာနေပြီငါဆွဲပြီနော်အေးဒီတစ်ခါပါပြီဖျောက်နေကြိတ်ဝိုင်းကြကဲပွဲလေးပြီးတော့မှဆိုနောက်ဆုံးတစ်ခေါက်ပအောင်ဆွဲမယ်တေချာလုံးမယ်နော်ဟေးအောင်ဘာရောင်လေးလေအနီရောင်လေးဘာလေးတိအောင်ခေါ်ကြည့်လိုက်တော့ဘာရောင်လေးလေအနီရောင်လေးကြိတ်ဟေးအောင်ရအောင်လုံးနော်ပြီးတော့ငါတို့ကခေါ်ပြီးငါတို့ကမနိုင်လို့ရှိရင်တောက်ချက်စီကွဲကုန်မယ်ကဲဟိုမြောက်ဒီမြောက်ဟီရိုလေးရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ဒီဗီဒီယိုလေးကို TikTok ကြည့်နေရဆိုလို့ရှိရင်တော့ follow လေးလုပ်ခဲ့ပြီးတော့ YouTube ကြည့်နေရဆိုလို့ရှိရင်တော့ subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်တို့စာဝိုက်ခါပါ